လောကမှာသူတော်ကောင်းတရားထွန်းကားဖို့အမှန်တမ်းအရေးကြီးပါတယ်သူတော်ကောင်းတရားပျောက်ကွယ်သွားပြီဆိုရင်လောကကြီးဟာငြိမ်းချမ်းမှုတွေပါဆုံးရှုံးသွားနိုင်တာဖြစ်တယ်ဒါကြောင့်မို့သူတော်ကောင်းတရားထွန်းကားမှုဟာအလွန်အရေးပါတယ်ဤမျိုးစုံနဲ့သူတော်ကောင်းတရားထွန်းကားဖို့ကြိုးစားကြလူလောကကြီးမှာကြည့်လိုက်ပြီဆိုလို့ရှိရင်သူတော်ကောင်းတရားတွေဆိုးရုပ်ပြပြလာတဲ့အချိန်ကစပြီးတော့ဆင်းရဲဒုက္ခမျိုးစုံအခက်အခဲမျိုးစုံနဲ့ကြုံတွေ့ကြရတယ်သူတော်ကောင်းတရားတွေထွန်းကားတဲ့အချိန်မှာဆိုရင်အေးချမ်းသာရပြီလူတွေဟာစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘဝတိုးတက်ရေးဘဝပြည့်စုံရေးဆိုတာတွေကိုလိုက်နာကျင့်သုံးနိုင်ကြတာဖြစ်ဒါကြောင့်မို့သူတော်ကောင်းတရားထွန်းကားမှုဟာသိပြီးတော့ကိုအရေးကြီးတာပေါ့လူလောကမှာသူတော်ကောင်းတရားပျောက်ကွယ်သွားပြီဆိုလို့ရှိရင်အမောင်ဖုံးသွားတာနဲ့အလားတူအမောင်ဖုံးသွားလို့ရှိရင်ပတ်ဝန်းကျင်ကိုမြင်ရမှာမဟုတ်ဘူးထို့တူပဲသူတော်ကောင်းတရားပျောက်ကွယ်သွားလို့ရှိရင်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့အလှုပ်တင်တာတွေကိုလှုပ်တင်နေထင်မယ်လှုပ်တင်တာတွေကိုမလှုပ်တင်ဘူးထင်တယ်အဲ့လိုထင်မြင်ပြီးတော့လူတွေကမလှုပ်တင်တာတွေလှုပ်တင်တာတွေကိုမလှုပ်ဖဲနေကြသည့်အတွက်ကြောင့်ဒုက္ခတွင်နဲ့ကုန်ကြတာလိုချင်တာကချမ်းသာဒုက္ခရှားတာကဆင်းရဲဒုက္ခလိုချင်တာကစိတ်နှလုံးအေးချမ်းမှုရလာတာကစိတ်နှလုံးပူလောင်မှုစန့်ကျင်မဲ့တွေကြီးပဲဖြစ်လာတယ်ဒါကြောင့်မို့အဓိကစ조사ကြရတာကသူတော်ကောင်းတရားထွန်းကားဖို့သူတော်ကောင်းတရားလောကကြီးမှာချီးပွားတိုးတက်နေဖို့